ရင်ထဲမှာသူဒီခံစားနေရတော့မယ် ဟောဘာမှပြောချင်တော့မပြောနိုင်တော့ဘောနော် ပြိတ္တကြိုက်မဲ့ဇာကာတကာပြိတ္တကြိုက်စရာတွေလည်းအများကြီးပါပြိတ္တညှိစရာတွေလည်းအများကြီးပါ မသေးခင်မှာကြည့်သွားတဲ့မြန်မာရုပ်ရှင်ကောင်ဟာတကယ်ပါဟုတ် ငိုရတာပေါ့ဗျာဇကားကောင်းတကားပေါ့ သုံးဖက်များပြမလားမသိဘူးဒီက ညော်လင်းကကျိုးနပ်ပါလိမ့်မယ် ဘဝတစ်လျှောက်လုံးမှာအမှတ်ရနိုင်မဲ့ကားလို့မြင်ပါတယ် သင်ထားတဲ့ taste ကတစ်မျိုးတကယ်ရုံနဲ့ရောက်သွားတော့မှတကယ်ကြည့်ရတဲ့ taste ကတကယ်ဟိုတန်မိုးရှိလာတဲ့ taste တစ်ခုပါပဲဟုတ်တယ်ဘာပြောမှန်းကိုမသိတော့ဒီလောက်ပေါ်တော့မခံစားရဘူးတချို့အခုဒီကားလေးကိုကြည့်လို့အရန်ခံစားရတယ်ရင်ထဲမှာလည်းနေနေတယ်ဟိုလူတွေရဲ့အချစ်တွေကိုသိခဲ့ရတာပေါ့နော်လူတွေရဲ့မြစ်တာတွေတစ်တစ်ကလေးတွေပုံးနေတဲ့မြစ်တာလေးတွေအဲ့ဒါလေးတို့ပြတဲ့ drive down နဲ့အရန်ချစ်ချူတာပဲတကယ်တော်တယ်ပြီးတော့လေမင်းသမီးမင်းသားလေးတွေအိုက်တာလေးတွေအကုန်လုံးပေါ့နော်ကိုစောကိုမင်းဝအစားအရန်တော်လုံးလို့မျိုးချို့လို့ပြောရမှန်းကုန်ကြည့်အောင်တောင်းပါတယ်လို့ပြောပါတယ် ပြရိုက်နေတယ်ဆိုရင်လည်းတော်တော်စိတ်ဝင်စားတယ်ရှေ့မှာလည်းကောင်းဆန်တို့ရိုက်ပြီဆိုတာသေချာရိုက်တယ်ဆိုတာလည်းသိတော့လေအခုဒီပဲ့တင်တန်ကောင်းမှလည်းဒါမတူညီတဲ့ပုံစံဗျာအရင်သူရိုက်ခုတဲ့ပုံစံမဟုတ်ဘူးအရင်တော့ချစ်သူသာဘန်နမွေးမှာတော့ဆိုရန်နုပြီးတော့မှသူရိုက်တာလေအခုပဲ့တင်တန်မှာ trailer ကြည့်လိုက်တော့စိတ်လဲတော်တော်ဝင်စားတယ်ပေါ့နော်ဘယ်လိုမျိုးများဒီ character တွေကိုပုံဖော်မလဲပေါ့အဲဆိုတော့တကယ်ကြည့်လိုက်ရတော့ဘာမှပြောချင်တော့မပြောနိုင်တော့ပေါ့နော်တော်တော်လေးကို character တွေကိုအသေးစိတ်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရော development လုပ်ထားတာအရင်ပိုင်နိုင်တယ်အဓိကတော့ Z ပဲ Z ရဲ့ tempo ကတော့ကြည့်နေရင်လည်းအဲ့လိုဆွဲခေါ်သွားပြီးတော့ဟိုကြတာတွေကအရင်ဘယ်လိုပြောမလဲကြမ်းတဲ့မှုတွေကြားတွေကနူးညံ့မှုလေးတွေကိုသူတွေ့အောင်လို့တင်ပြသွားနိုင်တယ်ပြသသွားနိုင်တယ်အဲ့တော့တော်တော်ချီးကျူးပါတယ် ပြိတ္တကိုစေတနာရမ်းထားတာသိတာထုတ်လို့သူဘက်ကရောရိုက်တာဘက်ကရောတရုပ်ဆောင်တွေဘက်ကရောဘက်စုံပြေးတယ်သူ့မှာခိုးထားတာဘာမှမရှိဘူးပချင်းတုံးတာအတန်ပါညာအစတည်သက်ပြီးပြည်ရနေတာလေးတွေ့ရတယ်အရန်ဝတ်တာအဲ့တော့ကမြမရုပ်ရှင်ရိုက်တာထဲမှာဒီလိုရိုက်တာမျိုးတွေအများကြီးပေါ်တော့အရန်ဝတ်တာပါတယ်နောက်ကျွန်တော်တို့အနေနဲ့လည်းကြည့်ရမယ့်ကားတွေထပ်တိုးလာပြိတ္တကြိုက်မဲ့ဇာကာတကာပြိတ္တကြိုက်စရာတွေလည်းအများကြီးပါပြိတ္တညှိစရာတွေလည်းအများကြီးပါ ဟောပဲ့တင်တယ်ဆိုတဲ့နာမည်အတိုင်းပဲရင်ထဲမှာပေါ့နော်ပဲ့တင်နေတာပေါ့ရင်ခုန်နှုံးတွေရမ်းပြန်နေတယ်ဘာဖြစ်လို့ဆိုတော့ကားကဟိုဘယ်လိုပြောမလဲစတွေကလည်း trailer တွေထွက်လာတယ် poster တွေထွက်လာတယ်တခြားမြန်မာကားတွေတက်ကိုထူးကြမယ်ဆိုတာလည်းသိတယ်လာအားပေးတဲ့အချိန်မှာလည်းအရင်တကယ်ကိုထူးကြပါတယ်တိုတိုနဲ့လိုရင်းပြောရရင်တော့ဒီလိုကားမျိုးကိုမကြည့်လိုက်ရရင်နောင်နာရမယ်မြန်မာကားမျိုးပါလို့အဲဒါကြောင့်မသေးခင်မှာကြည့်သွားတဲ့မြန်မာရုပ်ရှင်ကားပါတကယ်ပါရုပ်ရှင်တွေကိုလာကြည့်ပါ entertainment အပြင်အောင်ပေါ့နော်ဒီဟိုဟာပေါ့ message တွေကလည်းအရန်ကောင်းတဲ့အပြင်ကိုဒီအခြေခံလူတန်းစားဘဝတွေကချစ်သူနှစ်ယောက်ဗိမ်မနဲ့ဖြိုးမောင်ဆိုတဲ့လူနှစ်ယောက်ရဲ့ချစ်သူဘဝတချင်းတွေနဲ့တရုပ်ပေါ်ထားတာကလည်းတကယ်ကိုအရန်ကိုဟိုဘယ်လိုပြောမလဲရင်ခုန်ရတယ်အဲ့အခန်းလေးဆိုလည်းရင်ခုန်ရတယ်တကယ်ကိုကြေကွဲကြည့်နူးစရာအခန်းလေးဆိုလည်းမျက်ရည်တောင်မျက်ရည်ပါပေါက်ပေါက်ကြရမယ်ဇာတ်ဝင်ခန်းတွေပေါ့နော်ကြည့်ရတဲ့သူကတကယ်ကို entertainment အနေနဲ့လည်းတကယ်ကိုခံစားရတာမြောက်တဲ့ဇာတ်ကားတကားပါဟုတ် ငိုရတာပေါ့ဗျာဇကားကောင်းတကားပါဒီကျမ်းမောင်လည်းကောင်းတယ်မိမိပိုပိုလည်းကောင်းတယ်ပါတဲ့လူတွေအကုန်လုံးသူ့ character သူမိကြပါတာမန်လူလားတွေဒီတဲ့စိတ်แท้ရှိတာကိုမျက်နှာမှာမဖော်ဘူးတဲ့ဖုံးလာတယ်အဲ့ဒီ subtext ရဲ့သဘောတရားလေးဒီကမှတွေ့ရတော့ကျဉ်တတ်တယ်ဗျဟိုကျမစိတ်ထဲမှာအစောကလေးကသိတယ်လေဒါရိုက်တာကိုကောင်းဟာ born artist ဆိုတာလေသူ့ရဲ့ရင်ထဲမှာအနုပညာတွေရှိရဘူး။နောက်ကားရဲ့ trend ကလည်းပြောင်းနေပြီကျမတို့တိုင်းပြည်မှာလူငယ် director တွေဇလန်းအသစ်တွေနောက် acting တွေကလည်းပဲ method acting တွေကိုသေသေးချာချာနားလေတယ်သင်ယူလာခဲ့တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အလွန်မှကောင်းပါတယ်။ကျမတို့ academy ကြည့်ရမယ့်ကားဖြစ်ပါတယ်။ အမှန်တမ်းပြောရရင်ဒီနေ့လာကြည့်တာစကန်တိုင်းလာကြည့်ရပါတော့ရှေ့မှာတစ်ခေါက်ကြည့်ပြီးသွားပြီအဲ့ဒီတော့လည်းအရန်ကိုကဒီနေ့ဆိုလည်းတကယ်မအားဘူးမဲ့လေဒုတိယချိန်ထပ်ပြီးကြည့်ကျင်လို့နာကြောင့်ရောက်လာခဲ့တာပါသူရင်ထဲမှာတစ်ဆွကြီးဖြစ်ပြီးအရန်ငိုခြင်းနဲ့အဲ့လိုတန်ဖိုးရှိတဲ့ကားကောင်းတကားကိုကြည့်ခွင့်ရတဲ့အတွက်လည်းတစ်ခွဲသားလုံးတက်ကုန်ယူပါတယ်ဗျဟုတ်တေချာတာဒီပက်တင်တောင်ကြည့်ပြီးသွားလို့ရှိရင်ဘဝတစ်လျှောက်လုံးမှာဟိုအမှတ်ရနိုင်မဲ့ကားလို့မြင်ပါတယ်တကယ်ဟိုရင်ထဲမှာရောမှတ်ညံထဲမှာရောတန်ဖိုးရှိတဲ့ကားကောင်းတကားဖြစ်လိမ့်မယ်လို့ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်ဗျဟုတ်တော်တော်ကောင်းပါတယ်ရှင်ဟိုပါပေါ့ဒီကြော်ညာထဲမှာလည်းကြော်ညာထဲမှာပါတဲ့မှုတွေကိုလည်းကျွန်မကြည့်တယ်အဲ့ဒီကဘယ်လိုခေါ်မလဲလူပေါ့နော်ဆွဲဆောင်နိုင်တာပေါ့ဒါပေမဲ့သင်ထားတဲ့ taste ကတစ်မျိုးတကယ်ရုံနဲ့ရောက်သွားတော့မှတကယ်ကြည့်ရတဲ့ taste ကတကယ်ဟိုတန်မိုးရှိလာတဲ့ taste တစ်ခုပါပဲဟုတ်ကဲ့
ဒါရိုက်တာကဇက်ကိုစီးနိုင်တာပေါ့နော်ဒါပက်တင်တန်ဆိုတဲ့အတိုင်းလူပြောမလဲပက်တင်ရိုက်ခတ်တဲ့လူတွေရဲ့မြစ်တာပေါ့မြစ်တာကိုတွေ့ရတယ်ကျွန်တော်အားလုံးတော်ကြပါတယ်ဒီကားထဲမှာကျွန်တော်ကဘာသွားမြင်လဲဆိုတော့ရုပ်ရှင်ဇာတ်ကားတွေကဝတ္ထုကောင်းရိုက်တတ်ဖို့လူတွေဆိုတာလေးကိုကျွန်တော်တို့သွားမြင်ပါတယ်ဒီကဘာပြောဒိုက်တာကိုအရန်ချီးကျူးပါတယ် မြန်မာကားကောင်းနေပေါ့နော်တကယ်ကို drama ကားကောင်းကောင်းကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဗဒင်တန်လာကြည့်ပါလို့တကယ်ညှော်လင်းရကြိုးနပ်ပါလိမ့်မယ်လို့